ကျွန်တော်တို့နိုင်ငံမှာနေပြီးကျွန်တော်တို့နိုင်ငံရဲ့အလှကိုမမြင်တာကျွန်တော်တို့ကကျွန်တော်တို့အိမ်မှာနေပြီးကိုယ့်အိမ်အလှကိုမမြင်တာဗျရေချိုမြေကြီးနိုင်ငံအလယ်အဖြတ်စင်တာကမ္ဘာပေါ်မှာမြန်မာတနိုင်ငံပဲရှိတယ်စဉ်းစားကြည့်ရေချိုမြေဟောဒီအောက်ကိုတူးကြည့်ပါမြန်မာနိုင်ငံရဲ့အောက်မှာရေချိုပင်လယ်ကြီးရှိတယ်ကမ္ဘာမှာရေချိုတွေရှားနေပြီးမြန်မာနိုင်ငံတကြံမှာရေချိုနဲ့ပတ်သက်တိုင်းပြည်တပြေးပြီးမဲ့ကောက်တယ်ဆိုတာသူများနိုင်ငံမှာကြွေကြတဲ့အသည့်ကောက်စားလို့မရဘူးအစ္စရေးကောက်စားလို့မရဘူးပါလက်စတိုင်းကောက်စားလို့မရဘူးအီဂျစ်ကောက်စားလို့မရဘူးအင်္ဂလန်ရုရှားမရှိဘူးတပြေးပြီးမဲ့ကောက်ဆော့ကွယ်ဆိုတာငါတို့နိုင်ငံဟာဗရေသားပင်နိုင်ငံဟဲ့ထိမ့်သိမ့်ကြလို့လည်းပြောတာဗရေသားပင်နိုင်ငံမှမသိဘူးတောက်ပြီးစားရုံပဲနတ်ဘုံနန်းနန်းကောက်စားရုံပဲသူများနိုင်ငံတော်တော်ကိုခက်ခက်စိုက်ပြစားတော့လာအလွယ်တကူစားလို့ရတယ်ဒါကိုပြောတာတပြေးသည်မဲကောက်စို့ကွယ်ပြီးတော့ခရာစုကြုံဟိုအထဲကခရာစုကြုံဆိုတာအဲ့ဒီခါတော့ဒုတိယကမ္ဘာစစ်ကြီးကိုပြောမယ်ထင်တယ်ဗျ